So အားလုံးပဲမင်္ဂလာပါဗျကျေးဇူးပြုပြီးတော့မိတ်ဆွေရဲ့ဖုန်းခဏလောက်ဘေးမှာဖယ်ထားပေးလို့ရမလားဗျဟုတ်ပါတယ်ကျွန်တော်ခုနမိတ်ဆွေကိုဖုန်းကိုခဏဘေးကိုဖယ်ထားခိုင်းတာပါဗျဒါပေမဲ့မိတ်ဆွေရဲ့ဖုန်းကိုတကယ်ဘေးမှာဖယ်ထားလိုက်လားခင်ဗျတကယ်တော့ကျွန်တော်သိပါတယ်ဖုန်းကိုဘေးဖယ်ထားဖို့အတွက်အရင်ခက်ခဲနေတယ်ဆိုတော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တွေက Facebook ကို10မိနစ်လောက်ပဲသုံးမဲ့ဆိုပြီးတော့တစ်နာရီလောက်ကြည့်နေမိတာမျိုး YouTube ကဗီဒီယိုတစ်ခုပဲကြည့်မယ်ဆိုပြီးတော့မှညနေတဲ့အထိကြည့်မိသွားမျိုး TikTok ကို scroll ဆွဲရင်အချိန်ကြီးကုန်သွားမှန်းမသိကုန်သွားလိုက်တာမျိုးတကယ်တော့ဒါမိတ်ဆွေရဲ့အပြစ်မဟုတ်ပါဘူးဗျဒီနေ့မှာတော့ hook စာအုပ်ကိုဖတ်ပြီးမှကျွန်တော်နားလည်သွားတာဒီ app တွေ product တွေကတင်းကိုတမင်တကာဆွဲလန်းအောင်ဒီဇိုင်းဆွဲထားတဲ့ဆိုတာပါပဲဗျသူတို့မှာဆွဲလန်းစေတဲ့ပုံတင်နည်းတွေရှိရဗျဒီပုံတင်နည်းတွေကိုသိပြီးရင်တင်ပါကြောင့်ဒီလိုပြုမှုတွေလုပ်နေမိလဲဆိုတာနားလည်သွားမယ်ပြီးတော့နီးပညာကုမ္ပဏီကြီးတွေရဲ့လှုပ်ဝက်နီလန်းတွေကိုသိသွားမယ်ပြီးတော့တင်းကိုတင်လဲပို့ပြီးတော့ထိန်းချုပ်တက်လာမယ်ဗျဆိုတော့ဒီနေ့မှာကျွန်တော်ဒီ hook စာအုပ်ကနေရရှိတဲ့ဒီတင်းကိုဆွဲလန်းစေတဲ့အဆင့်၄ဆင့်အကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ဗျဒီနီလန်းတွေကိုသိထားမယ်ဆိုရင်မိတ်ဆွေကဆွဲလန်းတဲ့လူကနေပြီးတော့မှဒီဆွဲလန်းမှုတွေကို control လုပ်နိုင်တဲ့လူဖြစ်ပြောင်းလဲသွားပါလိမ့်မယ်ခင်ဗျဆိုတော့စလိုက်ကြရအောင် Number 1 trigger အစပြုမှုကျွန်တော်တို့ app တစ်ခုခုကိုထည့်ထားတယ်ဆိုရင်အရင်ဆုံးတက်လာတာက notification ဖြစ်တယ်ဗျဒါကြောင့်ကိုက notification တက်လာတဲ့ကျွန်တော်တို့ဖုန်းကိုဖွင့်ကြည့်ခြင်းနဲ့စိတ်တွေပေါ်လာမယ်ပြင်းလို့ဖြစ်ဖြစ်စိုးရင်လို့ဖြစ်ဖြစ်အထီးကျန်လို့ဖြစ်ဖြစ်ပေါ့အဲကျွန်တော်တို့ဖုန်းကိုကြည့်နေမိရမျိုးဖြစ်နိုင်တယ်ဒါကြောင့်တင်းရဲ့ဖုန်းထဲမှာ notification တက်လာတိုင်းဒါပါပဲဒါမှမဟုတ်ကိုယ့်ရဲ့စိတ်ထဲမှာပြင်းနေလို့ Facebook ဖွင့်တာဒါပါပဲအရင်ရေးပါနေလို့တော့မဟုတ်ဘူးเนาะ Number 2 action လောက်ဆောင်မှုအရင်ရွှေရွှင်ပြီးတော့အလွယ်ကူဆုံးလောက်ဆောင်မှုဥမာ light တစ်ချက်နေတာ scroll ဆွဲတာဓာတ်ပုံတင်တာအရင်လွယ်တယ်ဗျာလူတိုင်းလုပ်လို့ရတယ်ဒီအစ်မှာသူတို့ရဲ့ design ကအရင်လွယ်အောင်လုပ်ထားတယ်နှိမ့်လိုက်ရုံပဲမိတ်ဆွေတို့အသုံးပြုရလွယ်အောင်သူတို့ကလုံးဝ design ကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးထားတာပေါ့ Number 3 variable reward မတူညီတဲ့ဆုလက်ဒါအရေးကြီးဆုံးပိုင်းဖြစ်တယ်ဗျတကယ်လူတွေကိုဆွဲလန်းစေတဲ့အရာကဘာရမှန်းမသိဘူးဆိုတော့ခံစားချက်ဆိုတော့ဒီကနေသူတို့ဆုလက်၃မျိုးပေးထားပါတော့ Number 1 trivial reward social media မှာ like တွေ comment တွေကိုlike ပေးလို့ရအောင် comment ပေးလို့ရအောင်ဖန်တီးထားမျိုးပေါ့ Number 2 hunt reward တင်တာဆွဲရင်ဘယ်သူမျက်နှာပေါ်မလဲNumber 3 self reward game ကစားပြီးတော့ level တက်လာတာတင် Facebook ဖွင့်နိုင်ဗာမြင်ရမလဲဆိုတာမသိလေဒါကြောင့်တင်ထပ်ပြီးတော့မှဗာရမြင်ရမလဲဆိုပြီးတော့မှဖွင့်ရှင်တဲ့ပုံစံမျိုးပေါ့ Number 4 investment ယင်းနှိမ့်မြုပ်နှံမှုသုံးစွဲတဲ့လူတွေက product ထဲမှာကိုယ့်ရဲ့အချိန်တွေ data တွေပြီးတော့ကိုယ့်ရဲ့ personal data တွေကိုထည့်ထားကြရတယ်ပေါ့ဥပမာ Facebook မှာကိုကတပ်ပုံတွေတင်ပြီးတော့တကယ်ချင်းတွေနဲ့ friend တွေ add ပြီးတော့ like တွေပေးဒီလိုလုပ်ရင်းနဲ့သုံးစွဲတဲ့လူတွေကဒီရဲ့ app တွေနဲ့ပို့ပြီးတော့မှနီးကပ်သွားတယ်ပို့ပြီးတော့ match ဖြစ်သွားတယ်ပေါ့ဗျာဆိုတော့မိတ်ဆွေက Facebook မှာဓာတ်ပုံ1000ကျော်တင်ထားတဲ့ဆိုပါစို့ဒါဆိုရင်မိတ်ဆွေအနေနဲ့နောက် app တစ်ခုကိုပြောင်းဖို့အတွက်ဒီ app ကိုဖြတ်ဖို့အတွက်အရန်ကိုခက်ခဲသွားလိမ့်မယ်ပေါ့နော်ဒါကြောင့်မလို့မိတ်ဆွေတို့ပြင်းလို့ပဲဖြစ်ဖြစ်အပြင်းပြေပဲဖြစ်ဖြစ်ဒီရဲ့ app တွေကိုခဏခဏဖွင့်တာမျိုး scroll ဆွဲရမျိုးပြီးတော့ဗာမှန်းမသိတဲ့ like တွေပေးတာမျိုးဒါတွေကိုတက်နိုင်ဆုံးဒီလေးထားပြီးတော့လုပ်ပေးပါဗျဆိုတော့ကောင်းတဲ့ဘက်ကနေကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီ app တွေတုံးချင်အဖြစ်ကိုက product designer တွေ product designer လုပ်မယ်ဆိုရင်လည်းကျွန်တော်တို့ရဲ့ design တွေအတွက်လေ့လာလို့ရတာမျိုးပေါ့ပြီးရင် user တွေဘက်ကနေကြည့်မယ်ဆိုရင်လည်းဥပမာတချို့စီးပွားရေးလုပ်တဲ့လူတွေရှိတယ်ဆိုရင်လည်းအဆင်ပြေတယ်ပေါ့ဆိုတော့ဆိုတဲ့ဘက်ကနေကြည့်မယ်ဆိုရင်ဒီ app တွေကလူတွေကိုတကယ်ဆွဲလန်းစေရဗျဥပမာကျွန်တော်တို့ social media addiction ဖြစ်တာမျိုးတွေပြီးရင် game တွေဆွဲလန်းတာမျိုးတွေဆိုတော့ဒါတွေကိုသုံးမဲ့ဆိုရင်တော့တင်းကိုတင်ထိန်းချုပ်နိုင်ဖို့လိုအပ်တယ်ဗျဒီစာအုပ်ကိုဖတ်ပြီးသွားရင်မိတ်ဆွေနားလဲသွားမှာကမိတ်ဆွေဘာကြောင့် Facebook တွေ Instagram တွေ TikTok တွေကို
ဖွင့်ပြီးတော့သုံးနေရတာလဲဆိုတော့သူတို့မှာကျွန်တော်တို့ hook model ရှိနေလို့ပေါ့နော်သူတို့ကတင်ကိုဒီ app တွေကနေပြီးတော့မှ design ဆိုတော့မိတ်ဆွေကဒါတွေကိုသိထားမယ်ဆိုရင်ဘာတွေကောင်းကျိုးရှိမလဲကိုကိုရိုင်းက product designer ဆိုရင်ပိုကောင်းတဲ့ product တွေထုတ်လို့ရမယ်တကယ်လို့ကိုက user တယောက်ဆိုရင်လည်းဘယ် application တွေကကိုဆွဲလန်းနေလဲဆိုတာသိလာမယ်ပြီးတော့ဒါတွေသိလာတဲ့တော့ကိုပို့ပြီးတော့ထိန်းချုပ်နိုင်လာမယ်ဆိုတော့နောက်ဆုံးအနေနဲ့ဒီနည်းလမ်းတွေကိုကောင်းတဲ့အတွက်လည်းအသုံးချနိုင်ဆိုတဲ့အတွက်လည်းအသုံးချနိုင်ပါတယ်အရေးကြီးတာကကျွန်တော်တို့သုံးတဲ့လူတွေအနေနဲ့သတိထားပြီးသုံးဖို့ပါပဲဗျအားလုံးကျေးဇူးအများကြီးတင်ပါတယ်ဗျကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြတာပေါ့ကျွန်တော်ကတော့မင်းထပ်ပါ